ဒီရုပ်ခန္ဓာကြီးဟာတကယ်တမ်းတော့အစားအစာအစုအပြုံကြီးတက်ပါကျွန်တော်တို့ယောဂမှာအနာမီယပိုချာဆိုတာရှိတယ်သူ့အတိပ္ပယ်ကတော့အစားအစာတွေဖွဲ့စည်းထားတဲ့အလွှာပေါ့တူတူရှင်းရှင်းပြောရလို့ရှိရင်ဒီရုပ်ခန္ဓာကြီးကကျွန်တော်တို့ဘာတွေစားလဲဘလို့စားတော့လဲဆိုတဲ့ပုံမူတည်ပြီးတော့ဖြစ်တည်လာတာယောဂမှာကိုယ့်ရဲ့ body ကိုပြန်ပြီးနားထောင်ခြင်း sensitive ခြင်းဆိုတာရှိပါတယ်ကျွန်တော်တို့တော်တော်များများကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့တကယ်လိုအပ်ချက်ကိုနားမထောင်ကြပါအဲ့လိုနားမထောင်ရင်ရှာရဲ့အလိုနဲ့စိတ်ရဲ့အနောက်ကိုပဲလိုက်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးဟာစပြီးတော့ယိုယွင်းပျက်စီးလာတော့တာပါဒါကြောင့်ကိုကဘဝမှာကျန်းကျန်းမာမာနေခြင်းလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဘာကိုတကယ်လိုအပ်နေလဲဘာကိုတကယ်တောင်းတနေလဲဆိုတာကိုနားလေဖို့နားထောင်ဖို့လိုအပ်ပါတယ်ဒီနေ့ကစပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ဘာကိုတကယ်လိုအပ်နေလဲဆိုတာစပြီးနားထောင် sensitive ပါဒီ comment မှာကျွန်တော်ကိုလည်းပြောပြတော့ပါ